ဂေါတမမြတ်စွာဘုရားထိတော်မူပုံအပိုင်း3လဲထုမင်္ဂလာတပင်မိဖုရားကြီးမဟာမာယာဒေဝီနတ်ရွာဇံသောအခါတုတ်တော်ဒနာမင်းကြီးသည်မိဖုရားကြီး၏ညီမတော်ဖြစ်သောမိထွေးတော်ဂေါတမီကိုမိဖုရားကြီးမြောက်လိုက်၏မိထွေးတော်ဂေါတမီသည်မိမိ၏သားတော်ယင်နန္ဒမင်းသားကလေးကိုယ်တိုင်ပင်နိုးကြိုတိုက်ကြွေမွေးမြူပြုစုလေ၏တနေ့တွင်သုတ္တရဏဘုရင်ကြီးသည်ပြုနေကြလဲထွင်မင်္ဂလာတပင်ဆင်ရင်ကျင်းပရာသို့အထင်းတော်များအောင်သားတော်ကလေးကိုပါခေါ်ဆောင်လာစေ၏အထင်းတော်များသည်သားတော်ကလေးကိုအရိတ်ကောင်းသောတပည့်ပင်တပင်၏အရိတ်၌တင်းတင်ကန့်လန့်ကားများတေချာစွာကာယံပေးကချမ်းသာစွာဆန်ဒီစေ၏ခဏကြာသောအထင်းတော်အားလုံးပင်လဲထွင်မင်္ဂလာတပင်ကြည့်ရှုရန်အမတ်မဲ့ထွက်ခွာသွားကြ၏တိတ္တထမင်းသားကလေးသည်မိမိအနည်း၌မြည်သူမျှမရှိကြောင်းသိသောအခါထက်ရွယ်အဖွဲခွေထိုင်လိုက်ပြီးလျင်အာနာပါနပထမဇန်ကိုဝင်စားလျက်နေ၏အချိန်အတော်ကြာမှအထင်းတော်များသတိရ၍ပြန်လာပြီးကြည့်ရှုသောအခါဖျားအလုံးတော်ကလေးဇန်ဝင်စားနေသောကိုတန်းအံ့တော်မြင်ကြရ၍မင်းကြီးအားတွားရောက်လျှောက်ထားကြ၏သုတ္တရဏဘုရင်ကြီးသည်ချက်ချင်းလိုက်လာပြီးလျင်သားတော်ကလေး၏တီကြီးညီသက်ငင်းအေးသောအတွင်းကိုတွေ့မြင်ရ၍ဝမ်းသာအားရရှိလာသဖြင့်သားတော်ကလေးအားဒုတိယအကြိမ်ဖြင့်ရှိခိုးလေ၏သုတ္တရဏဘုရင်ကြီးသည်သားတော်တိတ္တထလောကကိုညီးငွေသည်တောမထွက်၍ဖျားမဖြစ်၏အတွက်နန်းတော်တွင်၌ပျော်ပိုက်စေရန်စီးစိမ်ချမ်းသာအမျိုးမျိုးကိုဖန်တီးပေးထားသည်မိုးရာသီ၌စံပြန်ရန်ယေမနနန်းတော်ဆောင်ကို၎င်းနွေရာသီ၌စံပြန်ရန်သူ့ရံမကို၎င်းစောက်လုံး၍ရာသီအလိုက်ချမ်းသာစွာဆန်နေစေ၏ထိတ်လန့်တန်ဝေကားကိုဖြစ်စေနိုင်သောလူအိုလူနာလူသေးလူဆင်းရဲစသောအနိဋ္ဌာယုံတို့ကိုတိတ်တထမမြင်စေရန်လေအမိတ်အမျိုးမျိုးထုတ်ကားစီမံထား၏တိတ်တထမင်းသား16နှစ်အရွယ်ရောက်သောအခါတာဂီမျိုးတာဂီနွယ်ဖြစ်သည့်တောပဘောဘဘရင်ဤတမီတော်ယတောရယနှင့်လက်ထပ်ပေ၏တိတ်တထအထိယတောရယမင်းသမီးနှင့်အတူထီးနှန်းစည်းတဲ့ကို73နှစ်တိုင်တိုင်ခံစားလျက်နေ၏အပိုင်းဆက်ရင်ရှိပါတယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ပြီးအားပေးကြပါဦးဖျားဟောထီရမှန်ဇလန်းတွေဆက်တင်ပေးအောင်ပါမို့အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ share ဖို့လည်းမမေ့နဲ့နော်